ခွေတိုနဲ့ပတ်စံရှာမဲ့သူတွေအတွက်တည်ထားတဲ့ခွေတိုနယ်ပယ်တွေကကြားဖြန့်တချို့ကြောင့်ပြပြပေးတော့မှာဖြစ်ပါတယ်ခွေတို trading ကြောင်းလည်းမဟုတ်တယ်လို့ခွေတို investment ကြောင်းလည်းမဟုတ်ပါဘူးခွေတို mining တဲမှာပဲရှိနေတဲ့ကြားဖြန့်တွေကြောင့်ပြပြပေးတော့မှာဖြစ်ပါတယ်ခွေတိုလို့ပြောလိုက်တာနဲ့ကျွန်တော်မြန်မာနိုင်ငံလူအများစုကကြားဖြန့်လို့ပဲမြင်ကြပါတယ်ကျွန်တော်ကိုယ်တိုင်လည်းခွေတိုလောကတွေကိုစဝင်တုန်းကကြားဖြန့်လို့ပဲမြင်ခဲ့ပါတယ်ဒါပေမဲ့ခွေတိုကိုတေချာလေးလေ့လာကြည့်တဲ့အခါမှာတော့ခွေတိုကကျွန်တော်အတွက်ရမ်းမိုက်တဲ့ငွေကြေးတစ်ခုဖြစ်နေတာကိုတွေ့ရပါတယ်။ခင်ဗျားကိုယ်တိုင်လည်းခွေတိုကိုအခုမှစပြီးထိတွေ့မယ်ဆိုရင်တော့ဗီဒီယိုလေးကိုမကြော်ပဲဆုံးထိကြည့်သွားပေးပါ။ဒီဗီဒီယိုလေးအကြောင်းတွေကခွေတိုနဲ့အခုမှစပြီးပတ်စံရှာမဲ့သူတွေပတ်စံတပြားမှပေးစရာမလိုပဲဖီးခွေတိုရှာမဲ့သူတွေအတွက်ဆောင်ရန်ရှောင်းရန်တွေနဲ့တည်ထားတဲ့ခွေတိုကြားပြန်တွေတနည်းအားဖြင့်စကန်လို့ခေါ်တဲ့လူလိမ်တွေကြောင့်ပြပြပေးသွားမယ့်ဗီဒီယိုပဲဖြစ်ပါတယ်။ခွေတိုနဲ့ V-Money ရှာတဲ့အခါမှာဆိုရင်များသောအားဖြင့် Telegram ကိုအသုံးပြုရတာခွေတိုသမားတွေသိကြပါတယ်။ Telegram မှာခွေတို mining တွေကျေပြန့်လာတဲ့အများကျွန်တော်တို့စီကနေပတ်စံယူဖို့တသက်ပဲထုတ်ထားတဲ့ခွေတို mining တွေအများကြီးထွက်လာတာကိုလည်းတွေ့ရပါတယ်။အဲ့လို mining တွေကနေကျွန်တော်အပါအဝင်လူများစုလည်းပတ်စံဆုံးရှုံးမှုတွေရှိနေပါတယ်။ပြောရမယ်ဆိုရင် V-Mining အများစုဟာကြားဖြန့်တွေများပါတယ်။ဒါပေမဲ့တချို့သော mining တွေကတကယ် development နဲ့ဖွဲ့စည်းထားပြီးတော့အလုပ်လုပ်ပေးနေတဲ့ mining တွေလည်းရှိပါတယ်။အဲ့ mining တွေကတော့နောက်ပိုင်းမှာတွေ့ရတာရှားလာပါတယ်။ခုနောက်ပိုင်း mining တွေအများစုကတော့ကျွန်တော်တို့မလုံးတွေပေးပြီးတော့ငွေသွင်းခိုင်းတဲ့ mining တွေများပါတယ်။ဥပမာအနေနဲ့ဆိုမင်းငါတို့ရဲ့ mining website ထဲကို$3ထည့်တယ်ဆိုရင်တစ်နေ့ကို$1.5ရမယ်။နှစ်ရက်နေရင်အရင်ကြည့်မယ်။ကျန်တဲ့ရက်တွေကတော့မင်းအမျက်တွေရနေမယ်။အဲ့လိုပုံစံမျိုးတွေနဲ့ပေါ်လာတဲ့ mining တွေများပါတယ်။အဲ့လို mining မျိုးတွေပြီးဆိုရင်တော့ဝေးကနေသာရှောင်ကြပါ။ဘာလို့လဲဆိုတော့ကျွန်တော်တို့စီကနေပတ်စံယူဖို့အတွက်သူတို့ကြံနေပါပြီ။ကဲ၍အဲ့ mining နေတာတကယ်အလုပ်လုပ်ပြီးတော့တကယ်ပတ်စံပေးမယ်ဆိုရင်ကျွန်တော်တို့ crypto mining သမားတွေကိုချိန်လောက်ဆိုတိုက်တွေကားတွေနဲ့ဖြစ်ပြီးတော့ချမ်းသာနေလောက်ပါပြီ။သူတို့ဘက်ကနေပတ်စံလိမ်ပုံလိမ်နည်းရလဲအရန်ကိုရိုးရှင်းပါတယ်။ကျွန်တော်တို့စီကနေ$3ငွေသွင်းနေဆိုရင်$3လုံးလိမ်သွားတာမဟုတ်ဘဲနဲ့လူတစ်ယောက်စီကနေ$1ဒါမှမဟုတ်$2စီလိမ်သွားတာဖြစ်ပါတယ်။သူတို့ရဲ့ mining မှာငွေသွင်းတဲ့လူများလာတဲ့အမျှသူတို့ရဲ့ income ကလည်းဒေါ်လာကိုရာကနန်းနဲ့ထောင်ကနန်းထိရှိပါတယ်။နောက်တစ်ခုအနေနဲ့က crypto mining အများစုကတော့တိုင်းလိုင်းနဲ့ပဲအလုပ်လုပ်ကြတာများပါတယ်။ဥပမာအနေနဲ့ဆို crypto mining တစ်ခုကအချိန်1လ6လတစ်နှစ်စားတဲ့တိုင်းလိုင်းအတွင်းမဲ့အလုပ်လုပ်ကြပါတယ်။ကျွန်တော်တို့ကအဲ့လိုအချိန်တို့အတွင်းမှာ mining လုပ်ပြီးတော့ပတ်စံရှာရတာဖြစ်ပါတယ်။ဒီနေရာမှာကိုက mining joiner နောက်ကျတယ်ဆိုရင်လည်းပတ်စံထင်သလောက်မရပါဘူး။တချို့ဟာ mining ကနေပတ်စံများများရဖို့အတွက်ငွေသွင်းပြီး mining လုပ်တာတွေရှိပါတယ်။အဲ့လိုငွေသွင်းတဲ့အခါမှာဆိုရင်လည်းတတိထားကြပါကိုဆုံးရှုံးခံနိုင်တဲ့ပမာဏလောက်ပဲ mining တွေကိုပတ်စံထည့်ကြပါဘယ် mining ကအချိန်ဘယ်လောက်ထိသွားမယ်ဆိုတာကိုသိရတာမဟုတ်ပါဘူးကျွန်တော်ကိုယ်တိုင်လည်းပတ်စံသွင်းပြီးတော့ mining လုပ်တဲ့ဟာတွေရှိပါတယ်အဲ့ဒါတွေကိုလည်းကျွန်တော်ရဲ့ channel မှာတင်ပေးပါတယ်ဒီနေရာမှာကျွန်တော်သိထားရမယ့်အရာတစ်ခုကတော့mining အများစုကတော့သူတို့ရဲ့အချိန်ကာလတစ်ခုထိပဲအလုပ်လုပ်ကြတာဖြစ်ပါတယ်ကိုက crypto mining တွေလုပ်ပြီးတော့ပတ်စံရှာနေတဲ့သူဆိုရင်တော့ mining နဲ့ပတ်သက်တဲ့ average သတင်းတွေကိုအမြဲစောင့်ကြည့်နေဖို့လိုအပ်ပါမယ်။ crypto mining နဲ့ပတ်သက်တဲ့ average သတင်းတွေနဲ့အသေးထွက်ရှိလာတဲ့ crypto mining တွေအကြောင်း For You channel မှာတင်ဆက်ပေးနေတာဖြစ်လို့ channel လေးကို subscribe မလုပ်ရသေးရင် subscribe လေးလုပ်ထားပြီးတော့ဘေးနဲ့ notification ခေါင်းလောင်းလေးကိုလည်းတီးထားပေးပါအောင်။ Telegram channel လေးကို join ဖို့လည်းမမေ့ပါနဲ့။ Telegram channel ထဲမှာတော့ mining နဲ့ပတ်သက်တဲ့ average သတင်းတွေကိုနေ့စဉ်တင်ဆက်ပေးနေပါတယ်။ mining တွေမှာငွေသွင်းပြီးတော့ပတ်စံရှာမဲ့သူတွေကလည်းငွေမသွင်းခင်မှာကျွန်တော်ကိုတိုက်ရိုက်မေးပြီးတော့ဆွေးနွေးလို့ရပါတယ်ကျွန်တော်လေးလာပြီးတော့ငွေသွင်းသိမသွင်းသိဆိုတာကိုလည်းပြပြပေးပါတယ်ဆိုတော့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော်ဗီဒီယိုလေးကိုဆုံးထိကြည့်ပြီးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျအားလုံးကိုကျေးဇူးပါ